စိုက်ပျိုးရေးကဏ္ဍမှာစာကလေးငှက်တွေကဒီလောက်ထိသုံးဝင်တာပါ1950ကျော်ခုနှစ်တွေမှာတရုတ်နိုင်ငံရဲ့စီးပွားရေးဟာအရှိန်ပြင်းပြင်းနဲ့တိုးတက်လာဖို့အာရုံနေခဲ့တဲ့ချိန်ပဲဖြစ်ပါတယ်။အာရှရဲ့အကြီးဆုံးစိုက်ပျိုးရေးကဏ္ဍကိုပြုလုပ်ဖို့ကြိုးစားနေတဲ့သမ္မတမော်စီတုံဟာစံနစိတ်တောင်မှအလေးလေးမရှိအောင်ထိမ့်သိမ့်ဖို့စော်ဩနေကြတာပါ။ထိုအချိန်မှာစိုက်ပျိုးရေးကွင်းစင်းလေးလာနေတော့မော်စီတုံရဲ့ရှေ့မှာစာကလေးတွေဟာတကောင်ကိုစံစယ်လေးစိတ်စီတဲ့တည်ယူစားတော့နေကြတာကိုရုတ်တရက်တွေ့ကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်စာကလေးတွေကစိုက်ပျိုးရေးကဏ္ဍမှာစံစည်းတွေကိုလေလွင့်အောင်ပြုလုပ်ပါရဆိုပြီးတိုင်းပြည်ရဲ့ဖြတ်ပိုးကောင်ဖြစ်သတ်မှတ်ခါစာကလေးတွေကိုအမြင့်ဖြတ်မျိုးတုံတိုက်ဖြတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။စာကလေးတိုက်ဖြတ်မှုကိုစုတော်ငွေတွေမှာပေးပြီးတော့ပြပြထန်ထန်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်မှာတော့အနည်းနေ့ကြာမှာစိုက်ပျိုးရေးကဏ္ဍဟာရခင်ကားချက်ပို့ပြီးတော့ဆုတ်ယုတ်လာခဲ့တာပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့စာကလေးတွေဟာစဘာဖြစ်ပိုးတွေနဲ့အခြားအင်းဆက်လေးတွေကိုပါစားတောက်ကြတဲ့အတွက်စာကလေးတွေမရှိတော့တဲ့အခါမှာဒီပိုးတွေကပို့ပြီးတော့များလာကစိုက်ပျိုးခင်းတွေကိုဖျက်ဆီးခဲ့ကြတဲ့အတွက်တနိုင်ငံလုံးအငတ်ပေးစိုက်ခဲ့ရတာပဲဖြစ်ပါတယ်။